Hello ဒီနေ့ဒီအဘူဂါဇီယာနော် M4SDA လေးကိုစာပစ်လုပ်မယ်နော်ဒါကိုဘက်ကိုလောက်တာပေါ့ဒီလို C နော်ဝယ်ရလွယ်တဲ့ C အပြည့်အကျဲတစ်ခုနော်လိုတယ်စာဖြုတ်မယ်နော်ဒီကောင်အဘူဂါဇီယာကြတော့ဒီနာကနေပြီးတော့နော်ကလစ်ကလေးလက်နဲ့လို့ဆွဲဒီလိုလေးမားလိုက်ရင်ပြုတ်ပါပြီနော်ဒီကိုဖြုတ်တဲ့ဟာတွေကိုနော်ရှေ့မှာ CC လေးထား CC လေးထားပါဒီမှာ spool နော် spool ပါနော်ဒီလက်ကအရင်ဖြုတ်မှာပါနော် Okay ဒီလော့နော်အဝါရောင်လေးကိုအရင်ဖြုတ်မယ်နော်ဒီနက်အဖုံးကိုထိန်းထားတာပေါ့သူကဒီညာဘက်ဆိုရင်ဒီလိုညာဘက်ကိုလှည့်ရင်သူကဖြုတ်တာနော်ဘယ်ဘက်ဆိုရင်ဒီရစ်တာနော်ကြစ်တာနော်အဲဆိုတော့ဒီညာဘက်ကိုလှည့်ပြီးတော့ဖြုတ်မယ်နော်နော်လိုညာဘက်ကိုဒီလိုလှည့်ချလိုက်နော်ညာဘက်နော်ညာဘက်ကိုလှည့်ဖြုတ်လိုက်ရင်ပြုတ်ပြီနော်ဒီမှာအဖုံးလေးဖြုတ်လိုက်ပြီနော်ပြီးရင်ဒီမှာလော့လေးဖြုတ်လိုက်ပြီနော်ဒါစပူးအိမ် CC လေးထားပေါ့ဒီလိုတန်းစီပြီးတော့နော်ဒီမှာလက်ကင်ဖြုတ်လိုက်ပြီနော်လက်ကင်ဖြုတ်လိုက်ပြီမြင်မြင်ဒီဘက်သွားလိုက်မယ်နော်ဒီမှာ okay ဒီမှာ star drag ကျွတ်သွားပြီနော် star drag ကျွတ်သွားပြီ star drag ကျွတ်သွားပြီဒီမှာစီထားမယ်နော်ဆင်လိုက်ပြီးတော့အထဲထဲမှာနော်ဟိုဟာ drag လို့နော် ball လို့ပါတယ်နော်ဒီ drag ကိုလည်းဒီအတိုင်းပဲချွတ်မယ်နော်ပြီးရင်ဒီအတိုင်းပဲဒီနားမှာပြန်ထားမယ်နော်ဒီမှာနော် star drag လေးကိုချွတ်လိုက်မယ်နော်ဒီမှာ washer တွေလည်းပါတယ်ဒီအတိုင်းလေးပဲနော်ပြန်ထားမယ်ပြန်တက်တယ်ဆိုလည်းဒီအတိုင်းပဲပြန်တက်မယ်နော်ဒီလိုမမောက်အောင်နော်မမောက်အောင်နော်ဒီပါတယ်ဒီဝက်ဥလေးတွေကိုဖြုတ်မယ်နော်မနက်တစ်လုံးနှလုံးသုံးလုံးဒီမှာလေးလုံးနော်ဒါဒီနက်တွေကိုပိုင်းလေးနော်ဖြုတ်ဖို့တော့လိုတယ်မချော်စေနဲ့ဒီမှာလေးလုံးပြုတ်လိုက်ပြီနော်ဖြုတ်လိုက်ပါပြီခင်ဗျာနော်ဒီလိုစီထားမယ်နော်โอเคနော်ဒီအပြင်ကပြီးတော့ဒီအတွင်းထဲမှာနက်တစ်လုံးရှိတယ်နော်တစ်လုံးနော်တစ်လုံးမရှိโอเคဒီကလေးဖြုတ်မယ်ဒီအတွင်းနဲ့နော်ဒီမှာဟိုကပွင့်နေပြီနော်ဒါပေမဲ့ဒီဟာဖြည်းဖြည်းချင်းဒီဖြုတ်ထဲထဲမှာသူဆက်ပလိန်နေပါတာဟုတ်ဒီမှာဒီနက်တွေကိုအရင်ဖြုတ်လိုက်မယ်နော်โอเคပါနော်ဒါ share လေးဒီမှာအဖုံးပြုတ်သွားပြီနော်အဖုံးပြုတ်သွားပြီအဖုံးချွတ်မယ်ဒီမှာဖြည်းဖြည်းလေးချွတ်မယ်နော်ဒါဖြည်းဖြည်းလေးနော်ဒီအဖုံးလေးကိုနော်ဒီမှာအထဲထဲမှာမြင်ရတဲ့အတိုင်းပဲနော်ဒီလိုအဖုံးအသားလေးချွတ်ပြီးဒီတိုင်းပဲထားနော်ဒီမှာနော်အထဲထဲမှာစီတွေဝါတွေကိုစီတွေကရှိနေသေးတယ်နော်နည်းနည်းလေးကလင်းလေးလောက်ပြီးတော့စီထိုးမယ်နော်ဒါလေးကိုဒီတိုင်းပဲထားတာဒီတိုင်းပဲနော်ဒီလိုဒီရှောက်မှတ်လန်တယ်နော်โอเคဒီမှာစီဘူးထုတ်မယ်နော်โอเคစီကဒီလိုအပြည့်ရဲ့အကျဲရဲ့နှစ်ခုရှိတယ်နော်ဒီကောင်ကကြတော့အပြည့်ထိုးရမယ်အပြည့်ထိုးရမယ်ဒါအပြည့်ပေါ့နော်โอเคဒါရဲ့နန်တိုက်ရှင်းပြီးသားဆိုတော့နော်ဟိုစီပဲထိုးလိုက်တော့ဒါတန်ရှင်းပြီးသားဆိုတော့နော်ဒါအများကြီးလုံးစရာမလိုဘူးမစီထဲမယ်နော်စီလေးနည်းနည်းလေးပဲအများကြီးထည့်ကြမလို့နော်သူကအများကြီးဆိုတော့မကောင်းဘူးနည်းနည်းလေးလဲမယ်နော်โอเคနော်အများကြီးထည့်ကြမလို့နော်ဒီလောက်ပဲနော်ဘေးလေးတွေကိုနည်းနည်းစီထည့်ပြီးတော့မလှည့်လိုက်မယ်နော်နော်ဒီလိုတလောက်သူ့ဘက်သူမလဲသွားမယ်နော်နော်ဒီမှာသူ့ဘက်သူလဲသွားမယ်โอเคနော် share လေးတွေ
နော်လဲသွားမယ်စီဒီနော်ဒီပီနီယံအကြီးကိုစီထည့်ပြီးသွားပြီနော်ထည့်ပြီးသွားပြီဆိုတော့ဒီအောက်ထဲကနော်ကော်ပီနီယံလေးတွေထိုးမယ်ဒီအောက်ထဲကနော်ကော်ပီနီယံလေးတွေကိုစီထည့်မယ်နော်โอเคဒီမှာကော်ပီနီယံလေးတွေလည်းစီလို့တယ်ဒီနည်းနည်းပဲโอเคနော်ထဲတဲ့ကော်ပီနီယံဒီနော်ဒီကြီးပီနီယံလေးတွေရောစီလေးတွေနည်းနည်းစီထည့်လိုက်မယ်ထည့်ပြီးလှည့်မယ်နော်ဒီမှာနော်ရှယ်နည်းနည်းစီထည့်ပြီးတော့လှည့်လိုက်ပြီနော်โอเคနော်လော့လေးတွေကိုတစ်ဆက်လောက်ပဲနော်ဒါလေးတွေလော့လေးတွေကောင်းအောင်ဒီလောက်ပဲအများကြီးထိုးစရာမလိုနော်အများကြီးထိုးရင်လည်းဒီလိုလှည့်တဲ့အခါမှာနော်ဟိုဟာဖြစ်သွားမယ်ကြက်သွားမယ်နော်ဒီအများကြီးရှောက်မထိုးလိုအပ်တဲ့လောက်ပဲနော်ဒါကိုစိတ်ထဲမှာများတယ်ထင်တယ်ဆိုရင်တုတ်လိုက်နော်โอเคဒီအဖုံးကိုတန်ရှင်းလုပ်မယ်နော်ဒီအဖုံးဒီမှာလှန်လဲနော်အဖုံးကပြောင်ချောနေစီတော့မရှိနော်ဟိုဒီရမညစ်ပတ်နေနော်ဒါမဲ့တုတ်လိုက်မယ်နော်နည်းနည်းတုတ်လိုက်မယ်ဒီလေနော်ပြန်အုံမယ်တာလေးပဲနော်ဒီတိုင်းလေးပဲပြန်စွတ်မယ်နော်နော်ပြန်စွတ်မယ်တအားကြီးရှောက်ပြီးတော့မလုပ်ရဘူးနော်သူ့ခွင်းလေးတွေကိုနော်တအားကြီးရှောက်မလုပ်အောင်โอเคပါနော်သူအန်ကြပါအောင်လုပ်လိုက်မယ်နော်အန်ကြပါပြီဆိုတော့ဒီခုနဖြုတ်ထားတဲ့ဒီမူလီလေးတွေပြန်တက်မယ်နော်မူလီလေးတွေပြန်တက်ပါမယ်ခုနဖြုတ်ထားတဲ့မူလီလေးတွေနော်သူ့နေရာနဲ့သူပြန်တက်မယ်နော်ပြန်ထက်နော်ဟိုတအားကြီးမဖြုတ်ပါဘူးနော်စီပဲထိုးတာဆိုတော့စာပစ်ဘလိုမျိုး open လောက်တာမဟုတ်နော်ရေရှည်ခံခြင်းရနော်ရေရှည်ခံခြင်းအဲ့လိုမျိုးလောက်နော်ဒီနတ်တွေကိုလည်းဟိုဘက်ဒီဘက်ညီတော့မှတအားကြီးဖိကျက်တအားကြီးဖိကျက်ကြမလို့နော်ဒီဘက်တစ်ခါနော်အဲ့လိုဖြည်းဖြည်းစီလှည့်သွားတအားကြီးဟိုပြီးတဲ့အထိမကျက်လိုက်နဲ့ဖုံးနေကွဲကုန်နော်သူ့ဉာဏ်နဲ့သူတက်တာနော်ဒါအများကြီးမဖြုတ်ပါဘူးနော်ဒါစီထိုးတာကိုပြပြီးတယ်ကိုโอเคဒီမှာနဲ့တစ်လုံးနှလုံးသုံးလုံးလေးလုံးတက်ပြီးပြီဒီအတွင်းထဲမှာတစ်လုံးရှိတယ်နော်ဒီတစ်လုံးပြန်တက်မယ်နော်တွင်းထဲတစ်လုံးတက်မယ်ဒီအဖုံးလေးပြန်အုပ်ပြီးသွားရင်နော်ဂီယာဘောက်အဖုံးလေးပြန်အုပ်ပြီးသွားပြီဆိုတော့ခုနကဒီမှာယူထားတဲ့နော် star drug ကနော် star dog ကဒီတော့ပြန်ထဲနော်ခုနလည်းဒီတိုင်းပဲဖြုတ်တယ်နော်အခုလည်းဒီတိုင်းပဲကားလေးပြန်ထဲနော်ခွင်းတွေဘာမှမလုပ်ခွင်းတွေရှောက်ပြီးတော့မလုပ်ရအောင်နော် star drug လည်းထည့်ပြီးသွားပြီနော်လက်ကင်ကိုတက်နော်ဒီလက်ကင်ရဲ့နက်အဖုံးကနော်သူကပြောင်းမြန်နော်ဘယ်ဆိုရင်ယူပါပေါ့နော်ကြက်တာနော်ညာဆိုရင်ဖြုတ်တာနော်အဲ့ဒါသူ slowly နော်ဒါလောက်ချင်မလို့နော်โอเค share လေးနော်ဟိုအပြင်ဘက်ပေါ့နော်အပြင်ဘက်မှာစီထဲ့တာပါတခါလေးပြလိုက်မယ်နော်ဒီမှာဒီတန်လိုက်အောင်လေးဖြုတ်လိုက်မယ်နော်ဒီတန်လိုက်အောင်ထဲမှာနော် bearing ပါတယ်အလယ်ထဲမှာနော်ဒီတန်လိုက်တွေပါလေစီဒီညစ်ပတ်တွေပါလေရှိရင်တုတ်လိုက်နော်ဒီမှာ bearing ရှိတယ်နော်အဲ့ဒါကိုစီအကျဲထိုးမယ်အကျဲနော်သူကအပြစ်နဲ့အကျဲနဲ့နှစ်ခုရှိတာဟုတ်ဒီမှာဒီလိုအကျဲထိုးမယ်နော်2 ဆက်လောက်ပဲ
နှစ်ဆက်နော် okay ခဏချက်တာထပ်ထိုးနော်ဒီတန်လိုက်အုပ်နဲ့ကိုစီထည့်ပြီးပြီနော်အလဲကဒီစပူးအိမ်ကနော်ဒီမှာတန်လိုက်ဟိုဟာ bearing ရှိတယ်နော်ဘောရှိတယ်နော်ဒီဘောကိုဒီမှာအကျဲထိုးမယ်နှစ်ဆက်ပဲနော်အပေါ်တစ်ဆက်အောက်တစ်ဆက်နော်အများကြီးထည့်ကြမလို့နော်နည်းနည်းလေးလက်လေးနဲ့လှည့်လိုက်ရနော်လက်လေးနဲ့နည်းနည်းလှည့်လိုက်မယ် okay နော်ပြီးသွားရင်ဒါလေးကိုပြန်တက်မယ်နော်မတန်လိုက်အောင်ပြန်တက်မယ်โอเคလောကြပါ යි နော်နည်းနည်းလေးလှည့်လိုက်အိုးနော်တော့စမူးဖြစ်တယ်ပြီးသွားရင်ဒီအဖုံးထဲမှာ bearing တစ်ခုရှိတယ်နော်တချို့ဆက်သီးတွေကြတော့ဒီမှာ bearing ထဲမှာဟိုဟာဒီနော် smooth tension တော့အဖုံးထဲမှာ bearing မပါဘူးနော်ဒီအဖုံးလေးတွေကိုစီထည့်မယ်ဆိုဖြုတ်မယ်နော် okay နော်ဖြုတ်လိုက်ပြီဆိုတော့ဒီမှာ bearing တစ်ခုပါတယ်နော်အဲ့ဒါကိုလည်းဒီလိုစီအကျဲထိုးမယ်နှစ်ဆက်ပဲထိုးမယ်နော်အပေါ်တစ်ဆက်အောက်တစ်ဆက်နော်ရပြီအများကြီးထိုးစရာမလိုနော်ပြီးရင်အဖုံးလေးပြန်တက်မယ်နော်အဖုံးလေးပြန်တက်ပြီးပါပြီနော်လှည့်ကြည့်မယ်အိုးတော်တော်စမှုဖြစ်နော်ဒါစီအကျဲထိုးတာနော်စီကျဲထိုးရမကြည့်ဟိုနော်တကယ်မိုက်တယ်နော်စမှုဖြစ်သွားပြီပြီးတော့ဒီ guideline တွေကိုစီနော်ဟိုဟာထည့်မယ်နော်အပြစ်ထည့်မယ်နော်ဒီ guideline တော့ဒီစီအပြစ်ထည့်မယ်ဒီ line တွေကိုနော်မြင်ရလားဒီ line တွေကိုနော်စီအပြစ်ထည့်မယ်နည်းနည်းပဲနော်ဒီဟိုဘက်ဒီဘက် okay မနော်နည်းနည်းလေးပဲဟိုဘက်နည်းနည်းဒီဘက်နည်းနည်းပဲထည့်လိုက်တယ်နော်ပြီးနည်းနည်းလှည့်ကြည့်လိုက်အိုးတော်တော်စမှုဖြစ်သွားနော်အိုး share ပဲနော် okay ပါ thank you ပါနော်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နော်